မင်္ဂလာပါဗျာအခုလောက်ပြထားတဲ့ Telegram bot လေးအားဆိုရင်ကျွန်တော်တို့ဟိုမှာအယောင်ပစ္စည်းတစ်ခုထွက်တာအယောင်စင်းပေါက်ချပို့လိုက်ရင်စရင်တွင်းပြီးတော့သူကအဲ့ဒီရောင်းလိုက်တဲ့ပစ္စည်းကိုပါတခါတည်းနှုတ်ပြီးတဲ့စနစ်လေးလောက်လာပါတယ်ခင်ဗျာဟောဒီအပေါ်လေးကကြတော့သူကဒလီကငွေဝင်စရင်ပို့လာတဲ့ခါကျရင်ငွေဝင်စရင်စစ်ခိုင်းတဲ့စနစ်လေးလောက်ထားပါတယ်ခင်ဗျာဒီအားကတော့ကျွန်တော်တို့ဒလီအပ်တဲ့ခါကျဒလီအပ်တဲ့စရင်လေးလောက်လာတော့ဗောနော်နောက်ဒီအနောက်မှာကျတော့ကျွန်တော်ဟို customer ဖိုးစီမှာဈေးဝယ်တဲ့ customer ဘယ်နှကြိမ်လောက်ဝယ်ဘူးလဲဆိုတာကိုစစ်တဲ့စနစ်လေးလောက်လာတော့ဗောနော်ဥပမာကိုစီမှာ customer အားလို့ရှိရင်ဥပမာဒီသူ့ရဲ့ဖုန်းနံပါတ်ပို့ပေးလိုက်တာနဲ့ဒီဖုန်းနံပါတ်ကတော့ဘယ်နေ့ကတော့ဘယ်ပစ္စည်းတွေဝယ်ခဲ့တယ်ဆိုပြီးတော့စစ်တဲ့ပုံစံလေးလောက်ထားပါတယ်ခင်ဗျအခုလိုမျိုးလောက်ထားတာကြတော့လေတခြားလူတွေတော့ပြောမတတ်ပါဘူးကျွန်တော်တော့တော်တော်လေးအဆင်ပြေတယ်ဘောက်ချာမှာအယောင်စရင်သွင်းတာတွေရောဒလီစရင်သွင်းတာတွေရောဒလီဘက်ကနေငွေဝင်လို့ငွေဝင်စရင်စစ်ခိုင်းတာတွေရောအားလုံးဒီဒါတစ်ခုတည်းနဲ့လည်းအဆင်ပြေသွားတယ်ပေါ့နော်ကျွန်တော်ပြတဲ့ဒီ workflow ထဲမှာပေါ့နော်နောက်ထပ်ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီအယောင်စရင်လေးသွင်းလိုက်တာနဲ့လို့ကိုယ့်ရဲ့ကုန်ပစ္စည်းတစ်နေ့ဘယ်နှခုရောင်းတာလဲတို့တပတ်ရောင်းစရင်တို့တစ်လရောင်းစရင်တို့ report တင်ခိုင်းလို့ရတယ်ပေါ့နော်အဲ့လိုပုံစံနဲ့လုပ်လို့ရတယ်ခင်ဗျာ